Hello အားလုံးပဲမင်္ဂလာပါခါရဲ့ blog ကကြိုဆိုပါရစေဒီနေ့တော့ခရမ်းသီးလေးနှစ်ပြပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးခရမ်းသီးကိုစားနွေးနဲ့ဟိခတ်မုတ်ထည့်ပြီးတော့နေထားပေးမှာဖြစ်ပါတယ်ခရမ်းသီးနှက်တဲ့အခါမှာပဲသီးလေးပါထည့်နှက်မှာဖြစ်ပါတယ်စီမွေးလေးတက်ပြီးသွားပြီဆိုရင်တော့အခုနကနေထားတဲ့ခရမ်းသီးလေးတွေကိုထည့်ပြီးတော့လုံထားပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ရေလေးအနှဲငယ်ထည့်ပေးမှာဖြစ်ပါတယ်ခရမ်းသီးနှက်ဖို့အရသာအတွက်ကိုတော့ငါးမွေလေးထည့်ပြီးနှက်မှာဖြစ်ပါတယ်ငါးမွေနဲ့နှက်ရင်တော့ခရမ်းသီးနှက်ရဲ့အရသာလေးကပိုပြီးတော့ကောင်းပါတယ်ငါးမွေမရှိရင်လည်းပစွန်ချောင်းနဲ့နှက်လို့ရပါတယ်နော်မိနစ်အနည်းငယ်ကြာပြီဆိုရင်တော့ခရမ်းသီးနှက်ရပါပြီရှင်